လုံးဝမင်္ဂလာပါခင်ဗျာ Wine Event အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံမဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေးဖွဲ့နိုင်15ကြိမ်မြောက်9နှစ်စီမံကိန်းနောက်9နှစ်အတွင်းမှာမြန်မာတရုတ်ပူးပေါင်းဆောင်ရွက်မှုအတွက်အခွင့်အလမ်းသစ်များခေါင်းစဉ်ဖြစ်ဆွေးနွေးပွဲကိုရောက်ရှိနေရလဲဖြစ်ပါတယ်ဒီနေ့ပွဲခန်းနာနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာနောက်မြေစာကိုတွေ့ပေါက်တာရှိမှာပါလေဒါကရေးရင်ကြည့်မှုပြီးတော့ကျွန်တော်တို့လူရင်းမျိုးနဲ့ဆိုဖြစ်တဲ့ဘုရားမျိုးနဲ့ဆိုကျွန်တော်ညှောက်ကြပါတယ်မင်္ဂလာပါဦးအေးလွင်ဖြစ်ပါတယ်ခုံတူးဆောင်အကြံပေးမြန်မာနိုင်ငံမှာရှိတယ်ပေါ့နိုင်ငံခြားရေးဝန်ကြီးဌာနဖွဲ့ထားတဲ့ဒီ Mindset MISIS ကအဖွဲ့နဲ့တရုတ်နိုင်ငံမှာဖွဲ့ထားတယ်သူတို့ပဲသူတင်တဲ့အဖွဲ့ပေါ့ဌာနပေါင်းစုအများကြီးရနေပြီးတော့တရုတ်မြန်မာနိုင်ငံကြားလာမယ့်9နှစ်ပေါ့2025နဲ့2030အတွင်းမှာနေကြဒေသနဲ့တခြားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ရင်းနှီးမြှုပ်နှံမှုနဲ့နော် infrastructure တည်ဆောက်မှုစသဖြင့်အားလုံးပူးပေါင်းဆောင်ရွက်တဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအားလုံးကိုအပြုသဘောနဲ့ဆွေးနွေးကြခြင်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဆွေးနွေးကြရတော့3ခုပေါ့နော်တစ်ခုကမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံကနှစ်ပေါင်းမြောက်များစွာဟိုးအရင်အစိုးရဆက်တဲ့အင်းဒီရင်းနိုင်ငံတွေဖြစ်တယ်အစိုးရချင်းလည်းရင်းနှီးတယ်နိုင်ငံသားတွေချင်းချင်းလည်းရင်းနှီးတယ်နေကြားစီတာလည်းကီလိုမီတာ1300ကျော်ရှိတဲ့နေကြားကြီးရှိတယ်အဲ့အတွက်တရုတ်နဲ့မြန်မာရဲ့စီးပွားရေးကူးစားရောက်ဝင်မှုဟာမြန်မာနိုင်ငံနဲ့တခြားနိုင်ငံတွေရဲ့စီးပွားရေးကူးစားရောက်ဝင်မှုဥပမာထိုင်းနိုင်ငံတို့အိန္ဒိယနိုင်ငံတို့ပေါ့နော်ပမာယူမာနဲ့ဘင်္ဂလားဒေ့ရှ်စပြီးနေဆက်တွေရှိတဲ့ထဲမှာနေဆက်ကိုပဲပြောတာနော်နေဆက်ကုန်းဆွဲမှုထဲမှာတရုတ်မြန်မာနေဆက်ကုန်းဆွဲမှုအကြီးဆုံးပဲအဲ့ဒီမှာနေဆက်မှာရှိတဲ့တိုင်းသားတွေရဲ့ပြည်နယ်တွေဖွံ့ဖြိုးတိုးတက်မှုတရုတ်ပြည်နယ်တွေဖွံ့ဖြိုးတိုးတက်မှုကုန်းဆွဲရေးလမ်းကြောင်းတွေကောင်းပုံဖို့ရင်းနှီးမြှုပ်နှံမှုတွေကောင်းပုံဖို့လိုတဲ့အတွက်ဒါကိုဆွေးနွေးခြင်းဖြစ်ပါတယ်ငါးနှစ်အတွင်းမှာဘာများလုပ်မလဲဆိုတာတော့ဘာလုပ်မဲ့လူတွေရဲ့အရေးချင်းလုပ်မဲ့လူတွေရဲ့လှုပ်ရှင်တဲ့ဟာလုပ်မဲ့လူတွေရဲ့စိတ်ဓာတ်လုပ်မဲ့လူတွေရဲ့စွမ်းအားတွေပေါ်မှာမူတည်တယ်ငါတို့ကနံပါတ်1ဒီမှာ investment လိုတယ်ငွေကြေးလိုတယ်နံပါတ်2နည်းပညာလိုတယ်နံပါတ်3ဈေးကွက်လိုတယ်နော်နံပါတ်4ငါတို့နိုင်ငံတကာနဲ့ချိတ်ဆက်နိုင်တဲ့ဗန်စနစ်တွေကောင်းဖို့လိုတယ်မိမိရဲ့ထွက်ကုန်တွေကအခြေခံလေယာထွက်ကုန်တွေအခြေခံတယ်ပဲပြောင်းနှံ့စသဖြင့်ဒါတွေအားလုံးပဲပြောင်းနှံ့ပို့နေပဲစားဟုတ်တယ်မလားပဲပြောင်းနှံ့လုပ်တဲ့ product ဖြစ်တဲ့ value added product တွေပို့ဖို့လိုတယ်တို့ရှိမှတစ်တွေပို့နေတယ်တစ်တွေကိုတစ်လုံးတွေခွဲသားတွေပို့မဲ့စားပရိဘောဂတွေဟုတ်တယ်မလားတကယ်ပစ္စည်းကောင်းရတဲ့ဟိုရောပါမှာလိုအပ်တဲ့ခုံတွေကလက်ထိုင်တွေစသဖြင့်လုပ်ဖို့လိုတယ်အဲ့လိုပဲအစားတောက်ကလည်းစံတွေရွက်ပို့နေမယ်ပဲတွေရွက်ပို့နေမယ်စားဆိုင်ရထွက်တဲ့ဟုတ်တယ်ပစ္စည်းတွေဂျုံရထွက်တဲ့ပေါင်မုံလိုဟာမျိုးဟုတ်တယ်ဒါတွေအားလုံးကစားတောက်ကုန်ပဲလူတိုင်းမှာတိုင်းဘေးပတ်လမှာကမ္ဘာအများဆုံးလူဦးရေရှိတဲ့တိုင်းပြည်တွေကိုငါတို့ကဘာမှမရောက်နိုင်မင်းနဲ့သူတို့ရဝယ်စားနေရတယ်ဆိုတဲ့ကတို့စီးပွားရေးကဘလောက်ကြာဆင်းသွားတယ်ဆိုသိဖို့လိုတယ်နောက်ဆုံးတစ်ချက်ကတော့အခွန်ကောက်ကလည်းတာဝန်ရှိတဲ့လုပ်ငန်းရှင်ကကိုစောင်းတင်ဆောင်လိုက်တဲ့အခွန်စောင်းပါအခွန်ဆောင်ခြင်းလုပ်ငန်းအခွန်မပေးတဲ့လုပ်ငန်းတွေမလုပ်ပါနဲ့အဲ့တော့အစိုးရလည်းအခွန်ကောက်အခွန်ဆောင်တဲ့ကမှာထိုက်တဲ့အခွန်ကောက်ပါထိုက်တဲ့အခွန်ဆောင်ခိုင်းပါမလို့လားဒါတွေပြန်လို့ review ပြန်လုပ်ပါခက်တဲ့ညီအောင်လို့ပြန်လုပ်ဖို့လိုပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့မြန်မာနိုင်ငံမဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေးဖွဲ့နိုင်15ကြိမ်မြောက်9နှစ်စီမံကိန်းနောက်9နှစ်အတွင်းမြန်မာတရုတ်ပူးပေါင်းဆောင်ရွက်မှုအတွက်အခွင့်အလမ်းသစ်များခေါင်းစဉ်ဖြစ်ဆွေးနွေးပွဲလည်းဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်မျိုးတွေပါဝင်လာမလဲဆိုတာကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Wine Event အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုဖို့ပြောချင်ပါတယ်ခင်ဗျာ